ကဲဒီနေ့လေလက်ဦးမှရမယ်အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးပါစေရေချောင်းရက်ွက်ကြီးစနစ်ဆိုတာကအရန်လူကြိုက်များတယ်နေရာတစ်ခုဖြစ်တယ်အခုနောက်ပြီးတော့လေမန်းလေးလာရှိုးလမ်းမကြီးနဲ့နီးရဲ့နေရာဆိုတာရှာရှာပပဖြစ်တယ်ပေ40 60ပြည့်ရဲ့ဟာဆိုတာအရန်ရှားပါရပေါ့နော်အဲ့တော့6 7နဲ့ရမယ်ဒီအင်္ဂလိပ်36900ညှိနှိုင်းခေါ်တာဒီအင်္ဂလိပ်ပါပေ40 60ပြည့်ရှိတယ်ပညာမော်လမ်းမေးတွေမှာရှိရလမ်းနေထားလေးနည်းနည်းစောင်းသွားတဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ချမ်းကတော့40မပြည့်ဘူးပေါ့နော်အဲ့တော့ဒါလေးကကားပါကင်က2စီးရမယ်36900ညှိနှိုင်းလေးနဲ့မိသားစုတစုအေးအေးဆေးဆေးနေလို့ရမယ်ပညာမော်လမ်းမကြီးမေးတင်ပေါ်မှာရှိနေတဲ့ဒီအင်္ဂလိပ်နဲ့မိတ်ဆက်ပေးပါစေသူကလေဒါကားပါကင်ဆိုလို့ရှိရင်ကား2စီးရရပေါ့နော်မမပြောခဲ့လို့ပဲဒီမှာဆိုလဲကားကြီး1စီးရပြီးတော့မှဒီဘက်ချမ်းမဆိုရင်ကားအသေးလေး1စီးရမယ်ဒါလေးက landscape နေရာလေးဖြစ်တယ်ခြံစည်းရုံးပတ်လည်မှာ break ဒါစူးကြိုးတွေအပြည့်သက်ဆင်ပေးထားတဲ့ဒီအင်္ဂလိပ်အဲ့တော့ဒီအင်္ဂလိပ်ကိုမမတို့ဝင်ကြည့်ကြအောင်တကယ်တော့ဒီချိန်ကမီးလာမယ်ချိန်အခုမီးပြက်နေရဆိုတော့လေမီးလာလို့ရှိရင်ဒီမီးဆိုင်ကလေးတွေနဲ့လှုပ်ထားရဟာနဲ့အရန်လာမှာပြီးတော့အပေါ်မှာမျက်နှာကျဆိုလို့ရှိရင်လည်း high မြင့်နဲ့ crystal မီးဆိုင်ကိုတုံးပေးထားပြီးတော့မှဒါဆိုရင်အရန်မိုက်တယ် luxury ဆန်တယ်ပေါ့နော်ဒါလေးက living room မှာဆိုလို့ရှိရင်လည်းဒီအောက်မှာဆိုလဲကိုရီးယားပါကေခင်းပေးထားတယ်တချို့အိမ်တွေ living room မှာဒီလိုပုံစံတွေမလုပ်ပေးထားဘူးเนาะအဲ့တော့ဒါဆိုလို့ရှိရင်ဗရင်တကားတိုင်းမှာလည်းလုံကြုံရေးတန်ပန်းတန်တကားတွေပါတယ်နောက်ပြီးတော့ဒီအင်္ဂလိပ်ကအများကြိုက်ကြတဲ့အရှိရလှည့်လေးဖြစ်တယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင် master bedroom မှာဒီ master bedroom မှာဆိုလို့ရှိရင်လည်းဗရင်တကားအစားပေါ့နော် height မြင့်တုံးပေးထားတယ်ဗရင်တကားတိုင်းမှာလုံခြုံရေးတန်ပန်းတန်တကားတွေဒီဇိုင်းဖော်ပေးထားပြီးမှဒါက master bedroom ရဲ့ bed and WC ဖြစ်ပါတယ်ရှင်အဲ့ဒီကနေမမတို့ဆက်ထွက်လာမယ်ဆိုလို့ရှိရင်တော့ kitchen နဲ့ dining room ကိုရောက်မယ် kitchen နဲ့ dining room မှာဟင်းချက်တဲ့ခါကျရင်ရှေ့ living room ကလူအနမ်းသက်တွေမရအောင်လို့ဆိုပြီးမှ partition လေးကာပေးထားတယ်အောက်မှာဆိုလို့ရှိရင်လည်းနှစ်ပေဘက်လည်းကြွေပြားတွေကိုသုံးပေးထားပြီးတော့မှ common bed and WC ကတော့ဒီနောက်ပေးကက်ရက်ပေါ့နော်ဗရင်တကားနဲ့ကက်ရက်မှာရှိနေတယ်အဲ့တော့အိမ်ထဲမှာ common bed and WC တည်တံ့ပါတာမကြိုက်ဘူးဆိုတဲ့မိတ်ဆွေတွေအတွက်ကြတော့ဒါလေးကအဆင်ပြေတယ်နောက်ပြီးတော့ cabinet တွေကစအကုန်ထည့်ပေးထားတယ်မိသားစုတစုအေးအေးဆေးဆေးကြစ်လစ်နေမယ်ဆိုရင်တကယ်ကိုနေလို့ကောင်းတဲ့အိမ်အေးဆေးဆေးနေလို့ရတယ်လို့မျိုးပဲလမ်းမကြီးလည်းမေးတင်ဖြစ်တယ်မန်းလေးလားရှိုးပြားစုလမ်းမကြီးနဲ့လည်းနီးတယ်ပေါ့နော်ပြီးတော့ဒီအိမ်မှာက master bedroom ကြီးပဲစုစုပေါင်း2ခန်းပါတယ် single တစ်ခန်းပါတယ် kitchen နဲ့ dining room ပါတယ် common ပါပြီးတော့မှ living room လေးပါပါတယ်ရှင်ဒီအင်္ဂလိပ်ကိုစိတ်ဝင်စားရင်မမတို့ရဲ့အလင်းမြေဖုန်းနံပါတ်39 40 60 999 လေးခုကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်